ကိုကအတိုင်းအတာတစ်ခုထိအောင်မြင်တဲ့ဘဝလေးရထားပြီပျော်ရွှင်စရာကောင်းတဲ့ဘဝလေးတစ်ခုရထားပြီဆိုရင်ဒီကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့လူတွေအားလုံးကလေကိုယ့်ကိုစပြီးတော့မှအတင်းနေပြောကြပြီဒီလားကြိတ်ပုံခုတ်ပြီးတော့မှသိရမလားဒီလူနဲ့ဒီလူနဲ့တွေ့ရင်လေကိုယ့်အကြောင်းကိုပြောကြပြီဒီကောင်မကဘလို့ကြီးဒီကောင်မကဘာကြီးသူကဘာကြီးတွေလုံနေရသူကလည်းသူဘာထင်နေလဲမသိဘူးပေါ့နော်အဲ့လိုမျိုးတွေအရန်ပြောကြတယ်ဆိုတော့အဲ့လိုလူတွေကိုဘယ်လိုမျိုး handle လုပ်မလဲပေါ့နော်ဥပမာပြောရမယ်ဆိုရင်ကွာ social media စလုပ်တဲ့သူဆိုလို့ရှိရင်လည်းအရင်တုန်းကကိုကဒါမျိုးတွေမလုပ်ခဲ့ဘူးအခုနောက်ပိုင်းမှာဒါမျိုးလုပ်တယ်ဆိုလို့ရှိရင်ကိုနဲ့ပေါင်းသင်းမှုတဲ့လူပဲဖြစ်ဖြစ်ဒါမှမဟုတ်လည်းမပေါင်းသင်းမဲနဲ့ကိုရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့လူတွေပဲဖြစ်ဖြစ်ပေါ့နော်သူတို့ပြောကြလိမ့်မယ်ဟဲ့အကောင်မလေးသူကိုနဲ့သူ influencer လို့ဘာလို့နဲ့ပေါ့နော်အဲ့လိုမျိုးပြောရတဲ့လူရှိမယ်မဟုတ်လို့ရှိရင်လည်းအရင်တော့ကမွဲတည်ပြီးတော့မှကိုကအခုချိန်မှာပတ်စံလေးပါလေငွေကြေးလေးနည်းနည်းအဆင်ပြေလာလို့ဥစားလေးပါလေတောက်ပြင်ဝတ်လိုက်တယ်ဆိုလို့ရှိရင်သူတို့ကပြောချင်ကြပြီသိရမလားမျက်စိတောက်ထောက်ကြည့်ပြီးတော့မှဟဲ့တီလာ तू ကအခုမှလေးပတ်စံတပည့်6ပြောင်းဝင်တာနဲ့ तू ကတထေးလိုမျိုးဝစားနေရပါညာပေါ့နော်အဲ့လိုမျိုးတွေပြောမဲ့လူတွေအများကြီးရှိရပေါ့နော်ဆိုတော့အဲ့ဒါမျိုးတွေကိုဘယ်လိုမျိုး handle လုပ်မလဲဆိုတော့ဖြူအများအားပြောနေကြပေါ့နော်28နှစ်မှာဘီလီယံနဲ့ဖြစ်သွားတယ် Vivian 2ကသူကိုနိုင်ကတောင်ဒီလိုမျိုးတွေကြုံရတဲ့အခါမှာဘယ်လိုမျိုး handle လုပ်ခဲ့လဲဆိုတော့အကြောင်းလေးကို तू က example လက်လလေးပြီးပြီးတော့မှ तू ကပြောသွားဘူးတယ်ပေါ့နော်ဆိုတော့ဖြူကအဲ့ဟာလေးကိုပြန် sharing လုပ်ပေးပါမယ် तू ကဘယ်တော့မှပြောခံရရလဲဆိုသူ့ရဲ့ပထမဆုံးအလုပ်လုပ်ခဲ့တဲ့ Wall Street ကအလုပ်ကိုရပ်ပြီးတော့မှပေါ့နော် career change တဲ့အခါမှာသူ social media ပဲရောက်တော့ပေါ့နော်သူ့ရဲ့ friend groups တွေကပေါ့နော်အဲ့ထဲကကမလေးတစ်ယောက်ကသူ့ကိုစာမားပြီးတော့ပို့တယ်အမှန်တော့ Vivian 2ရဲ့အတင်းကိုပြောချင်တာကို Vivian 2ကိုတိုက်ရိုက်သွားစာပို့မိတာပေါ့နော်အကောက်မားပြီးတော့ Vivian 2ရဲ့ဗီဒီယိုတစ်ခုကို link ယူပြီးတော့မှပို့လိုက်တယ်ပြီးတော့ she is so cringe ပေါ့နော်ဒီကောင်မလောက်တာရအရင်ကောင်မစက်သိန်းထားဖို့ကောင်းတယ်ပေါ့နော်ဘာတွေလုပ်နေမှမသိဘူးပေါ့အဲ့လိုမျိုးပြောချင်တာအဲ့ကောင်မလေးကအဲ့လိုစာပို့လိုက်တော့တချို့အားနာတတ်တဲ့လူတွေဆိုလို့ရှိရင်တော့မမြင်ကြအောင်ဆောင်ပြီးတော့မှပေါ့နော်အော် तू ကတခြားလူတယောက်အတင်းပြောပို့တာထင်တယ်ငါတိုက်ရိုက်ကြီးပြောလိုက်လို့ရှိရင်ငါတို့ကြားဆက်ဆံရေးတွေပါပြတ်သွားမယ်ဆိုပြီးတော့ तू ကအဲ့လိုဖြစ်မှာစိုးလို့ပေါ့နော်သူများတွေကတိတ်တိတ်ကလေး तू ကနဲ့ तू သတိထားမိပြီးတော့ဖြတ်သွားတဲ့အချိန်ထိစောင့်ညင်စောင့်မှာပေါ့နော်ဒါပေမဲ့ Vivian သူကြောက်အဲ့လိုမဟုတ်ချက်ချင်းကောင်မအကောင်မကို call out လုပ်တယ်ပေါ့နော်ဟဲ့နင်ဒီဗီဒီယိုတခြားလူတယောက်ကိုပို့ချင်တာမဟုတ်လားပေါ့အခုငါစီရောက်လာတယ်ပေါ့ငါအိမ် message ကိုဖတ်ပြီးတော့တိလားနင့်ရဲ့ skin ပေါ်မှာတိမလားပို့လောက်လိုင်းသွားနေတယ်လို့မျိုးနင်ကိုကလိကလိဖြစ်အောင်ငါပို့လုပ်ချင်တာဆိုပြီးတော့မှသူ့ကိုပြောလိုက်တယ်အဲ့တော့ငယ်လဲငယ်သေးရဆိုတော့ပေါ့နော်အဲ့လိုမျိုးပြောပြီးမြဲလေသူ့ဟာနဲ့သူ social media လောက်တာတွေကို तू မရက်တက်ခဲ့ဘူး तू sharing လုပ်စရာရှိရလုပ်တယ်သူ့ရဲ့ goal တိုင်း तू သွားခဲ့တယ်အဲ့ဒါဆိုအခုချိန်မှာဆို तू က villain နဲ့ဖြစ်နေပြီပြီးလို့ရှိရင်သူ့ဟာနဲ့ तू team တစ်ခုရှိပြီပြီးလို့ရှိရင်အဲ့ရဲ့ social media YouTube ပြီးလို့ရှိရင်သူရဲ့ focus တွေပြီးလို့ရှိရင် TikTok account တွေ Facebook တွေပြီးလို့ရှိရင် Instagram တွေပြီးလို့ရှိရင် brand deals တွေကနေသူရတဲ့ဝင်ငွေတွေကအခုဆိုလို့ရှိရင် तू အသက်က31နှစ်ပေါ့နော်သူရဲ့လက်ရှိအသက်ကသူမိနစ်တုန်းကသူရတဲ့ဝင်ငွေက7 million ကျော်တယ်ပေါ့နော်တစ်နှစ်ထဲနဲ့အဲ့ဒါဆိုတော့သူကအဲ့လိုမျိုး cringe ဖြစ်တယ်လို့တော့ပြောခံခဲ့ရပြီမဲ့နေ့တည်းအများကြီးကြာတဲ့အခါမှာဒီ level ကိုရောက်လာတယ်ဒါပေမဲ့အကောင်မအခုချိန်ဒီသူတို့ရဲ့ home town ကနေမထွက်ရဘူးပေါ့နော်သူကအဲ့ဒါကို podcast တစ်ခုမှပြောထားအဲ့ဖြစ်ဖြစ်နဲ့ပတ်သက်ပြီးဘယ်လိုပြောလဲဆိုတော့လေဒီ moment တွေကို तू ပြန်ကြည့်လိုက်တဲ့အချိန်ကြာလို့ရှင်ပြန်တွေးလိုက်တဲ့အချိန်ကြာလို့ရှင်ပေါ့နော်ဟာတာပဲဖြစ်သွားတယ်ဘာလို့လဲဆိုတော့များသောအားဖြင့်လူတွေကဒီလိုသူများကို shame လုပ်ဖို့ပေါ့နော်ရှက်စရာကြီးပါဆိုပြီးတော့မှပြောဖို့အတွက်စူးစမ်းတယ်ဆိုတာတကယ်တော့သူတို့ရဲ့ insecurity တွေကို project လုပ်နေတာပဲဒီလူတစ်ယောက်ကလုံနိုင်နေတဲ့အလုပ်ဖြတ်တန်းနေတဲ့ဘဝနေထိုင်နေတဲ့ lifestyle ဒီသူတို့ကိုယ်တိုင်မရနိုင်ဘူးသူတို့အကြီးချင်းနဲ့တွားပြီးမှမလုံနိုင်တာဖြစ်တဲ့အတွက်သူတို့ကဒီဘဝကိုရအောင်မစူးစမ်းနိုင်တာဖြစ်တဲ့အတွက်အခုရောက်ဖို့စူးစမ်းနေတဲ့လူတွေကိုရှက်စရာလို့သူတို့ကမြင်လိုက်တယ်အဲ့ခါကျတော့သူတို့စိတ်ထဲမှာနေတာထိုင်တာလေးရှိသွားတယ်အမှန်မှာတော့သူတို့ဘဝနဲ့သူတို့လည်းသူတို့မကြည်နပ်နေဘူးသူတို့လက်ရှိလုပ်နေတဲ့အလုပ်ကိုလည်းသူတို့မကြိုက်ဘူးသူတို့အခုနေနေရတဲ့ဘဝကိုလည်းသူတို့မကြိုက်ဘူးဒါပေမဲ့အဲ့ဘဝကနေရုံထွက်လို့ရအောင်စူးစမ်းဖို့ရအတွက်လည်းသူတို့ကအရည်ချင်းလည်းမရှိဘူးစူးစမ်းခြင်းစိတ်လည်းမရှိဘူးအဲ့တော့ကွာလူဆိုတာအလုံးသိကြတဲ့အတိုင်းပဲလူရဲ့တဘာဝကိုကဘယ်လိုမျိုးရှိရလဲဆိုတော့ခက်ခဲတာထဲလွယ်တာကိုပို့ပြီးတော့မှလိုက်ကြတယ်ဟုတ်တယ်နော်ထပြီးတော့မှလေ့လာမှုတွေskill တစ်ခုတွေကိုလမ်းလုပ်လိုက်ဖို့အတွက်ပင်ပန်းနေဆိုပြီးတော့အဲ့ຢာထဲမှာလဲနေလိုက်ဖို့ပို့ပြီးတော့မှလူတွေကနှိမ့်သက်ကြရဟုတ်တယ်မလားအခုလည်းအဲ့ဒါနဲ့သဘောတရားအတူတူပဲဒီအမြင့်ကိုတက်ချင်တာချင်းအတူတူကိုယ်တိုင်တက်ရမှာအရန်ကိုမှခဲရဲနဲ့အင်အားစိုက်ထုတ်ရမှာတွေပြီးလို့ရှိရင်အချိန်တွေငွေအားလူအားတွေပေးရမှာအရန်များတယ်အဲ့တော့သူတို့ကအဲ့ဒါကိုမလုပ်ဖ ೇನೆ သူများတက်ဖို့စူးစမ်းနေလို့တွားပြီးတော့မှ shame တွားလုပ်လိုက်တယ်ပြင်မလားဆွဲချဖို့အတွက်ပေါ့နော်ဒီကောင်မအောင်ငါဒီလိုပြောလိုက်ရင်တော့သူစိတ်သက်ကြသွားမှာပဲဆိုရဲစိတ်မျိုးနဲ့သူကလှုပ်ချင်ကြတယ်ရှုံချချင်ကြတယ်ပေါ့နော်ဒါပေမဲ့ကိုကအဲ့ဒါတွေကိုနားယောင်ပြီးတော့မှအရှုံးမပေးလိုက်ဖို့အတွက်အရန်အရေးကြီးပါတယ်ကို့မှာ goal ရှိတယ်ဆိုလို့ရှိရင်ဘသူတွေဘာတွေပဲပြောနေပေါ့နော်ဒီကောင်မကဘာလုပ်နေရလဲသူလုပ်နေအောင်သူတီးရက်လားဒါလို့လဲဘာမှဖြစ်လာမှာမဟုတ် तू ကပတ္တကနာကြီးလုပ်နေရတိမလားရှက်လည်းမရှက်တတ်ဘူးဒီလိုမျိုးတွေလာပြောတာတွေကိုနားမယောင်မင်းနဲ့ငါကနောက်3နှစ်နောက်5နှစ်နောက်10နှစ်မှာဘာဖြစ်ချင်တာလဲဆိုရဲ goal တစ်ခုကို
ကိုခေါင်းထဲမှာကိုစိတ်ထဲမှာ clear ဖြစ်နဲ့ထားပြီးတော့မှဘသူတွေဘာပြောငါဒါကိုရအောင်လုပ်မယ်ဆိုတော့ determination ရှိဖို့လိုတယ်ပေါ့နော်သူပြောသွားတာကဆိုတော့ဒီအဖြစ်လေးကို तू ကဘယ်လိုမျိုးဥပမာနဲ့ပြီးထားလဲဆိုတော့ crabs in the bucket လို့ तू ပြောထားတယ်ပေါ့နော်အဲ့ဒါတော့သူတို့နေခဲ့တဲ့ home town ပေါ့နော်သူတို့ရဲ့ဇာတိမြို့မှာသုံးများတဲ့စကားစုလေးပေါ့နော်ဒီဘုံတွေထဲမှာထည့်ခံထားရတဲ့ပဇွန်လိုပဲပေါ့နော်ပဇွန်လုံးတွေမြင်မှုကြမှာပါတောကလူတွေဆိုရင်ပိုသိလိမ့်မယ်ကွာကျူတို့ဆိုလဲတောကပဲအဲ့ဒါဆိုတော့သိရဘယ်လိုမျိုးလဲဆိုတော့ဒီပဇွန်တွေကိုဖမ်းကြတယ်ရောင်းကြတယ်ဆိုလို့ရှိရင်ဒီပုံးကြီးတွေနဲ့ထည့်ကြတယ်ဘာလို့လဲဆိုတော့ပုံမှန်ခွက်ကလေးတွေမှာထည့်ထားရင်တို့ကကနန်းလက်မအတက်တွေရှိရပြတဲ့တွားပြီးရင်သူကအပြင်ရောက်သွားတယ်အဲ့လိုမျိုးမလွတ်မြောက်သွားအောင်အတွက်ပုံနဲ့ကြီးတွေနဲ့ထားကြတယ်ကွာဘယ်တရဝါပဲမဆိုတခုခုမှလောင်ပိတ်မိပြီဆိုလို့ရှိရင်လွတ်အောင်ကြိုးစားကြတယ်ဟုတ်တယ်နော်အဲ့ဒါဆိုတော့ဒီလိုဘုံအနက်ကြီးထဲမှာထည့်ထားတဲ့အခါမှာပဇွန်တွေကအမျိုးအစားအများကြီးရှိတယ်အရွယ်အစားအများကြီးရှိတယ်ကွာပြောချင်တာတချို့ကကြောက်လက်မအကြီးကြီးတွေနဲ့တနမမာကြီးတွေရှိတယ်တချို့ကကြောက်ပစ္စည်းလေးတွေသူတို့ကကမှအားနေပြီးတော့မှသိရမလားအရွယ်အစားလည်းအဲ့လောက်မကြီးသေးဘူးအဲ့လိုမျိုးဟာတွေရှိတယ်အဲ့ဒါဆိုတော့ဒီလွတ်မြောက်ဖို့အတွက်စူးစမ်းကြတာချင်းအတူတူမှာဒီကနန်းမှာပြောမယ်ဆိုလို့ရှိရင်တော့အင်အားကောင်းတဲ့လူပေါ့နော်ကနန်းအတက်လက်မကြီးတွေအကြီးပါတဲ့ကောင်တွေခန္ဓာကိုယ်ကြီးတဲ့ကောင်တွေကရုံထွက်ဖို့ရအတွက်လွယ်မယ်ပေါ့ဒီလူမှာပြောမယ်ဆိုလို့ရှိရင်တော့ဆင်းရဲတွင်းနေပြီးတော့အခုလက်ရှိဘဝကနေအမြင့်ကိုတက်ဖို့စူးစမ်းကြတဲ့အခါမှာဉာဏ်ပညာကြီးတဲ့လူပြီးတော့စူးစမ်းမှုအားကြီးတဲ့လူဒီလိုပဲကညာရိယများတဲ့လူပေါ့နော်စူးစမ်းမှုအင်အားများတဲ့လူကပို့ပြီးတော့မှရောက်လွယ်မှာဒါကသဘာဝပဲဟုတ်တယ်နော်ဒီရုံထွက်ရလွယ်မှာအမှန်ပဲအဲ့ဒါဆိုတော့ဒီအောက်ကလိုက်တဲ့လူတွေကကြောင့်တို့မှရွေးချယ်မှုနှစ်ခုရှိတယ်ဒီလူကိုဒီရုံထွက်ဖို့စူးစမ်းနေတဲ့အင်အားကောင်းတဲ့လူဉာဏ်ပညာကောင်းတဲ့လူတွေရဲ့ဟာကိုအတူယူပြီးတော့မှပဲတို့ရဲ့လမ်းစဉ်ကိုလိုက်ပြီးတော့မှအောင်မြင်အောင်စူးစမ်းမလားဒါမှမဟုတ်ငါတောင်ဖို့မအောင်မြင်သူလည်းမအောင်မြင်ရဘူးဆိုတဲ့စိတ်နဲ့တို့ကိုဆွဲချတဲ့စိတ်ပေါ့နော်ခဏနေလဲအဲ့လိုပဲလေသူများလွတ်တော့မဲ့ဥစ္စာကိုအောက်ကနေနဲ့ဒီအတက်တွေကနေဆွဲထားတယ်တို့လည်းမလွတ်အောင်ပေါ့နော်ငါတည်ရင်သူလည်းတည်ရမယ်ဆိုတဲ့စိတ်မျိုးနဲ့ပေါ့နော်ဆိုတော့ဒါကတော့ကိုယ့်ရဲ့ရွေးချယ်မှုပေါ့နော်လူတွေမှာတိုးတက်ချင်တဲ့လူကတော့ဒီကိုယ့်ထက်တိုးတက်နေတဲ့လူမြင်ရင်မနာလိုစိတ်လုံးဝမဖြစ်ဘူးငါလည်းဒီလူလိုတနေ့ဖြစ်လာရမယ်ဆိုတဲ့စိတ်နဲ့နီးလန်းတောင်းပြီးတော့မှစူးစမ်းတယ်ဒါကတော့ MV ဖြစ်တဲ့လူတွေပေါ့နော်အရင်တော့ဗီဒီယိုမှာလည်းဖြူတာလေးတော့ပြောဘူးတယ်နောက်တစ်ခုကကျတော့ jealousy ပေါ့နော်အကြီးချင်းမရှိတဲ့လူတွေမှာအဓိကဖြစ်တဲ့ jealousy ရဲ့ကျတော့ဒီကိုယ့်ထက်တိုးတက်တဲ့လူအောင်မြင်တဲ့လူတွေ့ပြီးလဲဆိုလို့ရှင်တို့မှမူတည်တာလည်းမပွားနိုင်ဘူးသူများလိုအောင်မြင်အောင်လည်းမကြိုးစားနိုင်ဘူးအကြီးချင်းကလည်းမရှိဘူးအဲ့ဒါဆိုဘာလို့လဲသူများကိုသူတို့ရဲ့အတန်းကိုပြန်ရအောင်ဆွဲချခြင်းနဲ့မနာလိုစိတ်ပဲရှိရပေါ့နော်အဲ့ဒါဆိုတော့သူကအဟာလေးနဲ့ဥပမာပေးထားတယ်ဆိုတော့အဲ့ဒါကိုမြင်လိုက်ရတဲ့အခါမှာဟုတ်တယ်နော်လူဆိုတာလည်းသရဝါတွေနဲ့မချားဘူးပေါ့နော်ကျန်တဲ့တလိဆိုင်နဲ့မချားဘူးဒီလိုမနာလိုစိတ်ဆိုတာရှိတာပဲလူတိုင်းမှာအဲ့ဒါဆိုတော့ကိုစူးစားတဲ့အချိန်ကျရင်အဲ့လိုအဖြက်တွေကပေါ်မှာပဲကိုနှိမ့်ချအောင်လှုပ်ချင်တဲ့လူတွေကပေါ်မှာပဲဒါပေမဲ့အရေးကြီးတာကဘသူတွေဘာတွေပဲပြောနေပါစေကိုရဲ့ဖြစ်ချင်တဲ့ goal ကိုရဲ့စိတ်ထဲမှာမမေ့ပဲနဲ့ပေါ့နော်ငါတနေ့ဒီကိုရောက်ရမယ်ဆိုတဲ့စိတ်နဲ့အဆက်မပြတ်စူးစမ်းသွားဖို့ပဲအရေးကြီးတယ်ဆိုတာလေးကိုသူရဲ့ interview ကနေပြောတင်ရတယ်ပေါ့နော်ဆိုတော့အဲ့လေးကိုဒီနေ့ဒီဗီဒီယိုလေးနဲ့ sharing လာလုပ်ပေးရဖြစ်ပါတယ်ဆိုတော့ကိုမှဖြစ်ချင်တဲ့ကြီးမှန်းချက်တွေရှိတယ်ဆိုလို့ရှိရင်ဘဝတစ်လျှောက်လုံးသွားရမှာဟုတ်တယ်မလားကြာရှုံးရင်လည်းပြန်ထားရမယ်သူများတွေရှုံချပြီးပြောဆိုနေရင်လည်းဂီးမဆိုင်နဲ့ဘာလို့လဲဆိုတော့သူတို့တွေမလုပ်ခဲ့ဘူးလို့သူတို့တွေမကြုံတွေ့ခဲ့ဘူးလို့ပြီးတော့သူတို့ကိုနဲ့သူတို့ကလည်းငါတောင်မလုပ်နိုင်တာ तू မလုပ်နိုင်ဘူးဆိုပြီးတော့သူတို့မလုပ်နိုင်တဲ့စိတ်နဲ့တိုင်းတာနေလို့ကိုယ်မဖြစ်နိုင်ဘူးလို့ပြောတာဖြစ်တယ်အဲ့တော့သူများအတွက်မဖြစ်နိုင်ကိုအတွက်မဖြစ်နိုင်ဘူးဆိုတာမရှိဘူးโอเคအဲ့ဆိုတော့တယောက်နဲ့တယောက်ရဲ့ဘဝချင်းကမတူတာဖြစ်တဲ့အတွက်သူတို့အတွက်မဖြစ်နိုင်ရင်တောင်ကိုယ့်အတွက်ဖြစ်နိုင်တဲ့ဟာရှိရင်ရှိမယ်အဲ့တော့အဓိကဘာလို့ရမလဲ try ကြည့်ရမယ်အမြဲတမ်းလက်မလျှော့ဘူးနဲ့ဖြစ်ချင်တာတစ်ခုကိုဒီဇိုင်းမမတ်နဲ့ကြိုးစားပြီးတော့လုပ်ရပါမယ်ရှင်အဲ့လေးကိုပြောရင်းနဲ့ဒီကနေနှုတ်ဆက်လိုက်ပါတယ် bye bye